မိကလေးအားလုံးပဲမင်္ဂလာပါကဲမိကလေးအတွက်ကိုမင်းအစ်စ်ကလေး launch လုပ်ပေးထားတာလေးက try လုပ်ထားတာလေးကနော်မိကလေးရဲ့အကြိုက်ဒါလေးက7 color indo လေးနော်7 color indo လေးဒါလေးကိုဆိုလို့ရှိရင်မင်းတို့ကပုံမှန်လေးကိုလူကြီးလူငယ်မြင်လို့ရအောင်လို့ပြီးတော့မင်းနေလို့ဒါလေးက floral စင်လေးနော် floral ကြိုက်တဲ့မိကလေးဆိုလို့ရှိရင်တော့ဒါလေးကိုမြင်မြင်လေးလက်အုပ်ထားနော်ကဲသူကလေ floral စင်ဟိုမှလေဒီအနာသက် sorry အမိတ်စင်လေးကကြတော့သူကလုံးဝမတူတဲ့ဒီဇိုင်းလေးသွားထားပေးတယ်ကွာအဲ့တော့ vibe လေးနှစ်မျိုးလေးရအောင်လို့ထားပေးတယ်အဲ့တော့မင်းတို့ကအစင်လေးရောအရောင်လေးရောဆန်းနေတာဖြစ်တဲ့အတွက်ပုံစံလေးကိုတော့မင်းတို့လုံးဝကိုရိုးရိုး vibe လေးမင်းတို့လုပ်ထားပေးတယ်နော်လုံးစုပ်ကလေးကိုမှဒါပေမဲ့နော်ရိုးရိုး vibe ဆိုတော့မိကလေးတွေဒီမှာတော့မင်းတို့ stick ကိုလည်း V shape လေးသွားထားပေးတယ်အလားကျသေးလေးသုံးလုံးထည့်ထားပေးပြီးတော့ဒါလေးကတင်မုံလေးဒီကွက်နှစ်ဖက်အဝဲကားလေးဆိုတော့မိကလေးတွေတက်ဝတ်လို့ရမှာဖြစ်ပါတယ်မင်းတို့ site လေးကိုတော့3 site ထုတ်ထားပေးပြီးတော့42 44 46မင်းတို့ကိုလက်လေးတစ်ထည့်ချင်းဝယ်ယူအားပေးလို့ရမှာဖြစ်တယ်လို့လက်ကားဆိုလို့ရှိရင်လည်း3နယ်ကနေစပြီးတော့မင်းချစ်ကတွေကစိတ်ကြိုက်ဝယ်ယူအားပေးလို့ရမှာဖြစ်ပါတယ်ကဲဈေးနှုန်းလေးကိုတော့ဒီ post ရဲ့အစီအမောလေးကိုပြင်ပြီးတော့မင်းတို့ကို message box ကော Viber Telegram Messenger TikTok channel တွေအားလုံးကနေပြီးတော့မိကတွေကမင်းတို့ကိုအားပေးနေတာဖြစ်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်